သိန်း9000တန်ပြည်တန်စိန်ပြည့်နဲ့နိုင်ငံကျော်အမှုပညာရှင်တွေရှေ့မှာမင်္ဂလာဆောင်တဲ့ထွန်းထွန်းမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်ပရိသတ်တွေရဲ့အချစ်ကိုအခိုင်အမာရယူထားနိုင်ခဲ့တဲ့ရုပ်ရှင်တရုပ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကကြီးကျယ်ခမ်းနားလာတဲ့မင်္ဂလာပွဲကြီးကိုကျင်းပလိုက်ပြီးပဲဖြစ်ပါတယ်။ထွန်းထွန်းဆိုတာကတသက်လုံးလူမျိုးကြီးဘဝနဲ့အေးအေးဆေးဆေးနေထိုင်လာခဲ့တဲ့အမှုပညာရှင်တူပါ။ဒါပေမဲ့အခုချိန်မှာတော့အားလုံးရဲ့အချစ်တော်လူမျိုးကြီးကသူ့ရဲ့ပူဇာရှင်အစစ်မှန်ဖြစ်တဲ့တတို့သမီးလေးအင်းကြီးသူနဲ့အတူဘဝခီလန်ကိုလက်တွဲရှောင်းလန့်ဖို့ဆုံးဖြတ်လိုက်ပြီးပဲဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲဟာတာမန်မင်္ဂလာပွဲလေးတစ်ခုမဟုတ်ပဲမြန်မာနိုင်ငံရဲ့အမှုပညာသမိုင်းလူမှုရေးသမိုင်းမှာတော့စံချိန်တင်လောက်တဲ့အထီကိုကြီးကျယ်ခမ်းနားလွန်လာခဲ့ပါတယ်။သူတို့သားတူတူနဲ့သူတို့သမီးအင်းကြီးသူတို့ဇနီးမောင်နှံဟာပရိသတ်တွေမြင်လာတဲ့တခဏထဲမှာပဲရှင်သက်ရှုမော်ဖြစ်စေသွားလောက်အောင်ပဲအရန်ကိုလိုက်ဖက်ညီလာတဲ့ရွှေစုံတွင်လေးပဲဖြစ်ပါတော့တယ်။ဒီမင်္ဂလာပွဲရဲ့အထူးခြားဆုံးနဲ့လူပြောအများဆုံးအကြောင်းအရာကတော့သူတို့သမီးလေးအင်းကြီးသူစင်မြန်ထားတဲ့ယတနာတွေပဲဖြစ်ပါတယ်ရှင်။သူတို့သမီးလေးဝစ်စင်ထားတဲ့ယတနာတွေဟာတာမန်ယတနာတွေမဟုတ်ပါဘူးတဲ့။နိုင်ငံတကာအစစ်မီဒေါ်လာတန်းချီတန်ကြီးရှိတဲ့အဖိုးတဲ့ယတနာတွေပဲဖြစ်ပါတယ်။အထူးသဖြင့်ကမ္ဘာပေါ်မှာအရှာပါဆုံးနဲ့တန်ဖိုးအကြီးမားဆုံးလို့သတ်မှတ်ထားကြတဲ့အာဖရိကစိန်တွေအရေးအသွေးအမြင့်ဆုံးပလက်တီနမ်တွေနဲ့အပြည့်ပြောစရာမရှိအောင်ပဲလက်ပလိုနေခဲ့တဲ့ပထမများတွေကိုအသုံးပြုပြီးတော့ဖန်တီးထားတဲ့ယတနာတွေကိုစင်မြန်းထားတာပဲဖြစ်ပါတယ်။ဒါအပြင်သိန်း9000ကျော်တန်မိုးရှိရလို့ခံမှန်းရတဲ့ပြည်တံပထမများစိန်ပရက်ကြီးကိုလည်းဂုံကျက်တည်ရှိစွာဝစ်ဆင်ထားတာကြောင့်ပွဲတက်လာတဲ့ပရိသတ်တွေရဲ့မျက်လုံးတွေဟာသူတို့သမီးလေးစီကနေခွာလို့မရအောင်ဖြစ်ခဲ့ရပါတော့တယ်။ဒီမင်္ဂလာပွဲရဲ့ခမ်းနားမှုကိုပိုပြီးပေါ်လွင်စေတာကတော့ထွန်းထွန်းရဲ့တင်တောင်မှုအစီအစဉ်ပဲဖြစ်ပါတယ်။နိုင်ငံကျော်မင်းသားတစ်လက်ဖြစ်တဲ့ထွန်းထွန်းဟာသူ့ရဲ့ချစ်စနီလောင်လေးကိုသိန်းပေါင်းတောင်းချီတန်မိုးရှိတဲ့ငွေသားတွေအဖိုးတန်စိန်တဲ့ပစ္စည်းတွေနဲ့အတူတန်မိုးကြီးစိန်ခံကားတွေကိုပါထည့်သွင်းပြီးတော့မင်းသမီးလေးတစ်ပါးလိုဂုံတိတ်ခါရှိရှိတင်တောင်းခဲ့တာပဲဖြစ်ပါတော့တယ်။ဒါဟာထွန်းထွန်းတယောက်သူ့ရဲ့ဇနီးတဲ့အပေါ်မှာဘလောက်အထိတန်မိုးထားမြတ်နိုးလဲဆိုတာကိုတော့တက်တည်ပြလိုက်တာပဲဖြစ်ပါရဲ့ရှင်။ငွေကြေးချမ်းသာမှုတသက်မဟုတ်ပဲအချင်းနဲ့ယုံကြည်မှုကိုပါတန်ဖိုးကြီးကြီးပုံအော်လိုက်တဲ့သဘောပါပဲတဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကြီးကိုတက်ရောက်လာကြတဲ့ဧည့်သည်တော်တွေဟာလည်းတာမန်လူတွေမဟုတ်ကြပါဘူးမြန်မာနိုင်ငံရဲ့အထွတ်ထိပ်အမှုပညာရှင်တွေဖြစ်တဲ့ထိတ်ကျဲမင်းသားကြီးနေတို့ကြော်ဘိုတို့ကိုထိတ်ဆုံးကနေမြင်တွေ့ရသလိုပဲတခြားသောနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသားမင်းသမီးတွေနဲ့အမှုပညာရှင်ပေါင်းများစွာကလည်းတခဲနဲ့တက်ရောက်ဂုဏ်ပြုခဲ့ကြတာပါဒါတွေမကသေးပါဘူးဒီပွဲကြီးကိုနိုင်ငံရေးနဲ့စီးပွားရေးနယ်ပယ်ကထင်ရှားကျော်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့နမည်ကြီးဗိုလ်ချုပ်ကြီးတန်းရွှေရဲ့မြည်ဖြစ်သူဖိုးလာပြည်အပါဝင်နိုင်ငံကျော်နမည်ကြီးစိန်ဆိုင်ပိုင်ရှင်တထေးကြီးတွေကပါအထူးဧည့်သည်တော်တွေအနေနဲ့တက်ရောက်ချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုအလွှာပေါင်းစုံကဩဇာတိကမကြီးမားသူတွေဆွဆုံလင်းလင်းတက်ရောက်ခဲ့တာကဒီမင်္ဂလာပွဲရဲ့အဆင့်တန်းကိုမိမောင်ထိုးပြနေသလိုပါပဲ။တကယ့်ကိုနမည်ကြီးတထေးကြီးတွေနိုင်ငံကျော်အမှုပညာရှင်တွေဆွဆုံလင်းလင်းနဲ့ကျင်းပခဲ့တဲ့ဒီမင်္ဂလာပွဲကြီးကတော့မြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာမှတစ်ချိန်သာမြင်တွေ့နိုင်မယ်ရှက်ရှက်ပပပွဲကြီးတစ်ပွဲလို့ဆိုရင်လည်းမမှားပါဘူးတသက်လုံးလူပြိုကြီးဘဝနဲ့ဖြတ်သန်းလာခဲ့တဲ့ထွန်းထွန်းတယောက်အခုလိုမျိုးချမ်းသာကြွယ်ဝမှုဂုဏ်တည်ရှိမှုတွေနဲ့ပြည့်စုံတဲ့တတို့သမီးလေးနဲ့အတူရွှေလက်တွေသွားတဲ့မြင်ကွင်းကတော့ပရိသတ်တွေအတွက်တော့တကယ်ကိုမှကျဉ်နူးပီတိဖြစ်စရာသတင်းကောင်းတစ်ခုပဲဖြစ်နေခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှစ်ဆက်ရှောင်းလန်းကြမဲ့ထွထွနဲ့အင်းငိမ့်သူတို့တို့ရဲ့အိမ်တောင်ရေးခီလန်းကလည်းတာယာချမ်းမြေ့ပြီးတော့ဒီထက်မကအောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။